တက်တော့ဘောတငယ်ချင်းနေကျမတို့လေအိမ်မနေနဲ့လာလိန်သွားတာတော့လူချင်းလူညာတွေဒီမဲ့ပေါက်ပတီတွေကိုလာပြီးတော့ကားကြီးနဲ့လာပြီးတော့ကျမတို့ရွှေဘိုပေါ့ဆန်းမွေးပါတဲ့ဆိုသူတို့ကနော်ပြတဲ့ခါကျတော့နော်ရွှေဘိုပေါ့ဆန်းမွေးကိုယူလာပြီးတော့လက်ဝါးတဲ့ကိုပေါ့ဆန်းမွေးဆိုပြီးတော့ထည့်ပြရဲနော်အဲ့နဲ့ကျမတို့ကမယုံတို့လူလိန်နေနဲ့တိုးမှကြောက်လို့ဆိုပြီးတော့ဆန်အိတ်ကိုဖြီကြည့်မယ်ဆိုတော့သူတို့ဟာနဲ့နော်ဆန်အိတ်ကိုအဲ့လိုမျိုးကော်တဲ့အတန်နဲ့ထိုးလိုက်တော့လေအဲ့ကျတော့လေပေါ့ဆန်းမွေးပဲအဲ့ကျတော့ကျမတို့ကပေါ့ဆန်းမွေးပါဆိုပြီးကျမတို့ကယူထားတာနော်အခုကျမတို့ယူပြီးကျမတို့2အိတ်ပတ်စံ3သိန်းလက်ငင်းချေးလိုက်တာအဲ့မဲ့ပြီးလဲပြီးတော့အခုညနေကျတော့ချက်ကြည့်မယ်ဆိုပြီးစမ်းကြည့်လိုက်တော့ဒီမကြည့်လားပေါ်ဆန်းဝင်းမောက်ဖက်နဲ့လုံးမဆန်ချမ်းနော်လူတောင်မစားနိုင်တဲ့ဆန်ချမ်းကိုလာပြီးတော့လိန်သွားတာနော်ကိုအိမ်ကိုဒီလိုသူများတကာကိုရက်တကာလှည့်ပြီးသူများကိုဒုက္ခပေးပြီးလိန်စားဝါစားနေရလူတွေနော်ကားနဲ့ညာလာရောင်းတဲ့ပယ်တွေဆိုရင်နောက်ဆိုဘယ်တော့မှမဝယ်နဲ့နော်ဘူးသူရရအောင်ပြတာနော်တက်တက်လုံးတက်တက်လိန်မခံခဲ့ဘူးအခုကအိမ်ထိလာပြီးလိန်သွားတာအခုကျမတို့စနော်ဒီမဲ့တငယ်ချင်းတို့ရေးကြည့်လိုက်နော်ဘူးသူရရအောင်ဒီမဲ့ကြည့်လိုက်ဒီဒီဇိုင်းနော်ဒီဒီဇိုင်းနဲ့နော်ဒီဒီဇိုင်းနဲ့လာရောင်းသွားတာဒီနေ့နေပြီးတော့ပုပ္ပတီတီမျိုးမင်္ဂလာဒီပရက်ကွက်စစ်တောင်း10လမ်းနဲ့ကိုနော်ဒီမဲ့ကြည့်လိုက်ပေါ်ဆန်းမွေးပါဆိုပြီးလိန်ညာတော့ရောင်းသွားတာနော်ကျမတို့ပြတော့ကတော့ပေါ်ဆန်းမွေးပြီးသားကြောချပေးခဲ့တော့ပေါ်ဆန်းမွေးလည်းမဟုတ်ဘူးစံကြမ်းကြီးတွေနော်သူတို့မပြန်သေးဘူးနော်ဒီပုပ္ပတီတီထဲမှာရှိသေးရဲ့နော်ဘယ်ကလာရောင်းတာအောင်သူတို့ပြောတာတော့ချွေဘိုကလာရောင်းတာလို့ပြောတာပဲကားနဲ့နော်ကျမတို့လိန်သွားတာနော်အခုပေါ်ဆန်းမွေးမှောက်ရင်ဖုံးဆဲဆိုလို့ကျမတို့ဖုံးဆက်တော့ပထမတကောကတော့ပေါ်ဆန်းမွေးမဟုတ်ဘူးအခုလာလဲပေးဆိုလဲပေးမယ်တဲ့ပြောပြီးတော့နောက်တကောပြန်ဆက်လိုက်တော့ဆက်ပိတ်သွားရနော်သူတို့ပုပ္ပတီတီမှာရှိသေးရဲ့နော်မပြန်သေးဘူးနော်တော့ကြနေကြရင်ဒီပုပ္ပတီတီတွေကိုသူတို့လိန်အောင်မှာလိန်ပြီးတော့ပတ်ရအောင်မှာတော့ကြနေကြရင်လိန်ခံနေရပါလို့နော်ကျမတို့လိုမျိုးလိန်ခံရပါလို့စောတော့ကကျမတပုတ်တင်လိုက်တယ်အခုကနောက်တပုတ်တင်တာကျမမကျေနပ်လို့နော်ပုပ္ပထဲမှာရှိသေးရဲ့နော်ပုပ္ပထဲမှာရှိသေးတယ်သူတို့လှည့်ရအောင်မှာလိန်အောင်မှာအဲ့ကြတော့နောက်ထပ်လိန်မခံအောင်လို့ဒီပို့တွေ့ရင်လည်းချဲပေးနော်ချဲပေးတယောက်နဲ့တယောက်လည်းသိအောင်လို့တော့ကြနေကြကျမတို့လိုပဲနောက်တူတစ်ခါထပ်ပြီးလိန်နေအောင်မယ်သိလားလိန်နေမှာစိုးလို့ကျမတို့ကတော့လောလောဆယ်လိန်ခံလိုက်ရပါပြီဒီမှာကြည့်ဆန်ချမ်းကြီးတွေလုံးဝမစားနိုင်ဘူးနော်ကျမတို့လုံးမစားနိုင်တဲ့ဆန်ချမ်းတွေနော်မကောင်းမကန်းတွေကိုကျမတို့ပေါ်ဆန်းမွေးပါဆိုပြတော့ကတမျိုးကျမတို့ကဖြီးကြည့်မယ်လောက်တဲ့ခါကျတော့သူတို့ကလော်တိုင်းနဲ့ကလော်လာယူတတ်ပြီးသွားဆိုကလော်လိုက်တဲ့ခါကျတော့ကျမတို့လက်ဝါးတွေကိုပုံပေးလိုက်တော့ကျမတို့ကလည်းပေါ်ဆန်းမွေးတွေဆိုတော့ကျမတို့ကလည်းယူလိုက်တာပေါ့ပြီးလဲပြီးရောလိန်သွားတာကဲဒီမှာကြည့်လိုက်ဒီမှာတက်အိတ်ဟိုးမယ်အဲ့မဲ့တက်အိတ်အဲ့မဲ့အမေဘေးနားမဲ့တက်အိတ်တွေ့လားဒါကျမအိမ်မှာစားနေတဲ့ပေါ်ဆန်းမွေးနော်ကျမကြည့်လိုက်တော့ဒီအိမ်မှာစားနေတဲ့ဒီပေါ်ဆန်းမွေးတက်ကိုသူတို့ဆန်လုံးဝပိုတောင်လှသေးရဲ့နော်ကျမတို့ရွှေဘိုကလာတာဆိုတော့ကျမတို့ကလည်းရွှေဘိုပေါ်ဆန်းမွေးပဲသူတို့ဆန်တွေကပိုလှရဲဆိုကျမတို့ကမသိတဲ့ခါကျတော့ကျမတို့ကယူလိုက်တာပေါ့အခုမှကျမစမ်းပြီးချက်ကြည့်မယ်ဆိုပြီးတော့ကျမဖြီလိုက်တဲ့အချိန်မှာပေါ်ဆန်းမွေးလုံးဝမဟုတ်ဘူးကျမအလာကိုစိတ်တိုးနေရနော်သူတို့လိန်အောင်မှာနော်ဒီထဲမှာရှိသေးတယ်မပြန်သေးဘူးသူတို့ကားရည်နဲ့နော်အမျိုးသမီးနဲ့အမျိုးသားကြီး2ယောက်နော်သူတို့ကမလိမ်မှာဘူးပေါ့ပေါ်ဆန်းမွေးကိုမှအယောနှောတောင်မှတလုံးမှမပါပါဘူးပေါ့အဲ့လိုပြောသွားတာနော်ချီသေးတယ်ဟိုက်ပုပ္ပတီတီထဲမှာနော်နေပြီးတော့ပုပ္ပတီတီဒီနေ့6ရက်နေ့နော်ညနေဘက်မှာ9နာရီ6နာရီလောက်မှလာရောင်းသွားတာနော်6နာရီလောက်မှလာရောင်းသွားတာမပြန်သေးဘူးရှိသေးရဲ့နောက်ထပ်ဆက်လဲအောင်မှဒီပုပ္ပတီတီထဲမှာသူတို့ဘယ်လမ်းကြားကိုလိမ်မလုံးမသိဘူးဒီပို့ကိုတွေ့ရင်လည်း share ပေးတယောက်နဲ့တယောက်ဘူးသူတို့ရှိအောင်လို့နော်လိမ်နေကျမတို့လိုပဲလိမ်ခံရမှာကြောက်လို့နော်ကျမကပြောပြတာနော်အဲ့မဲ့ကျမတို့ကတော့အခုလိမ်ခံလိုက်ရပြီကျမတို့2မျောတယ်ဒီဆန်အိတ်ကိုလည်းကျမတို့ဘလို့လောက်အမှန်းမသိဘူးအဲ့တော့ကျမစားလည်းမစားနိုင်ဘူးဒီလိုဆန်မျိုးကတော့ဘလို့လောက်အမှန်းမသိသေးဘူး